အားလုံးပဲမင်္ဂလာပါကိုပြီးပါဒီနေ့ကျွန်တော် PUBG Mobile မှာပေါ့နော်ဂိမ်းနဲ့ဝင်လိုက်ပြီးဆိုတော့တရက်ကိုကျွန်တော်ဘယ်ရာတွေ free consent တင်လဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဒီ shop ထဲကိုဝင်လိုက်ပါပြင် free ဒီ UC နဲ့ဝယ်ရတယ်ဝင်လိုက်ပေါ့နော်တချို့အောက်မှာရှိနေတယ်เนาะဒီအခုကျွန်တော်ဝယ်ရများလို့ပေါ့အပေါ်ဆုံးမှာဖြစ်နေဒီမှာကျွန်တော်ကြည့်လိုက်ပါ free UC free ရထားပေါ့နော်အမှာ Premier Crate တစ်ခုရရဗျာဒီကောင်ဆိုလဲ free ဗျာပြီးရင်ဒုတိယနေ့ဆို redeem နဲ့သွားလိုက်silver coin ရရဗျာဒီ silver coin နဲ့ဘာလဲရေးကြည့်လဲဆိုတော့ကျွန်တော်ဆက်ပြမယ်နော်ကျွန်တော် treasure ကိုသွားလိုက်ပေါ့နော်ဒီမှာ treasure သွားလိုက်ရင်ကျွန်တော်အခုက Premier Crate ကကျွန်တော်ယူပြီးသွားလို့တရက်ကို9ခုရတယ်ဗျာ9ခုဆိုတော့ Premier Crate တစ်ပုံးရတယ်ဒီမှာဆိုရင် classic crate လည်းယူလို့ရတယ်ဗျာအဲ့ဆိုဒီကောင်နဲ့ free ရပါဘော classic crate ဆိုရင် photo ဖောက်လို့ရတယ် premium crate ဆိုရင်ကျွန်တော်ပုံ120ပြည့် update ခံရတယ်ဒါဆိုကျွန်တော်ကြည့်လိုက်ကြဒီမှာကျွန်တော်ဒီလိုနာမည်ဂုံးထားတဲ့ဟာကျွန်တော်ဘာမှဝယ်ထားတာပါတာမဟုတ်တရားဟာတွေက AUG ကလွှဲရင်ပေါ့နော်ကျွန်တော်နောက်တစ်ခုပြချင်တာပေါ့နော်ကျွန်တော်ဒီ lucky coin တွေဘယ်ကနေဂုံးဆင်းရမလဲဆိုတော့ဒီကောင်မှာဆိုကျွန်တော်ဒီ price pack ကတော့ level 25တိရှိရပဲကျွန်တော်24ရောက်ပြီ25ပြည့်သွားရင်ကိုလုံးတဲ့ machine တွေကိုသူက10ဆတစ်ဆအနေနဲ့ပေါ့150 point machine လုံးလိုက်ရင်သူက15 point အနေနဲ့ကို lucky one ပြန်ပေးမှာပေါ့နော်ကျွန်တော်ဆို P90 skin ကိုဒါဒီကနေပဲရခဲ့ကျွန်တော် free ရထားပေါ့နော်လုံးဝဝယ်ထားမဟုတ်ပါဘူးအဲ့ဆိုမသိသေးတဲ့လူတွေတော့ဂုံးဆင်းလို့ရတာပေါ့တီးပြီးတဲ့လူတွေကတော့ဒါတီးပြီးသားပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာက Spider-Man event ပေါ့နော် PUBG Mobile နဲ့ Spider-Man event ကလာမဲ့30ရက်နေ့ပေါ့နော်30ရက်နေ့ကြာလို့ရှိရင်ရောက်လာတော့မှာပဲဖြစ်ပါတယ်ဒီမုံမှာဆိုလို့ရှိရင်တော့တချို့တော့စော်ပူပြီးသားပေါ့တချို့တော့မစော်ပူသေးဘူးဒါပေမဲ့အရင်မုံနဲ့မတူတဲ့ scale တွေပါတယ်ပါလာမယ်လို့လည်းပြောရပေါ့နော်ဒါတော့ကျွန်တော်PUBG Mobile နဲ့တရားဝင်ရောက်ရှိလာပြီဆိုခါကျမှကျွန်တော်လည်းအသေးစိတ်ပြန်တင်ပေးမယ်ပေါ့နော်